ကျွန်တော်တို့ဒီ lesson မှာတော့ပထမဆုံး project ကိုဖန်တီးမယ် project တိစောက်ပါမယ်နောက်ပြီးရင်ကျွန်တော်တို့အရေးကြီးတဲ့ game screen တွေကိုစပြီးတော့ဖန်တီးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော် IntelliJ IDE ကိုဖွင့်ပါမယ်ဖွင့်ပြီးရင် project တစ်ခုယူပါမယ် new project ဟောကျွန်တော်တို့က Java ကိုပဲအဓိကသုံးမှာဖြစ်တယ်အဲ့တော့ကျွန်တော် new project အနေနဲ့ယူလိုက်မယ်ဒီမှာတော့JDK 21မှာကျွန်တော် Java 21ကိုသုံးပါမယ်ဒီမှာကျွန်တော် project ရဲ့နာမည်ကိုကျွန်တော်တို့က Tetris game with Java ဆိုပြီးကျွန်တော်ပေးထားပါတယ် location ကတော့ကျွန်တော်ရဲ့ game project တွေရှိရဲ့ဒါကိုကျွန်တော်ထည့်လိုက်ပါမယ်ကျွန်တော်တို့က building system က IntelliJ ကိုပဲသုံးမယ်sample code တွေကျွန်တော်မလိုချင်ဘူးထားရမယ် module name က Tetris game with Java ပေါ့နော် content root IntelliJ sample code okay ရကျွန်တော်တို့ create လုပ်ပါမယ် project ဒါဆိုကျွန်တော်တို့ project create လုပ်ပြီးပါပြီပြီးရင်ပထမဆုံးကျွန်တော်ဒီ create လုပ်ထားတဲ့ project ကကောင်းကောင်းအလုပ်လုပ်မလို့ကျွန်တော် run ကြည့်ပါမယ် okay ဒီမှာ hello world ကျွန်တော်တို့ Java 21 JDK 21နဲ့ပေါ့နော်ကျွန်တော်ရေးသားမှာဖြစ်ပါတယ် project structure ရဲ့ချက်ဝင်ကြည့်မယ်ဒီမှာကျွန်တော်တို့က21 SDK က default ပဲပါ library မှာမရှိသေးဘူးဒါကျွန်တော်တို့ project နဲ့သက်ဆိုင်နေတာပေါ့နော် okay အဲ့တော့ကျွန်တော်မြင်အောင် font size ကိုနည်းနည်းကြည့်မယ်အောင်နေကျွန်တော်18လောက်ထားလိုက်ပါမယ် right okay okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကျွန်တော် game စရေးသားလို့ရပါပြီကျွန်တော်ကဒီ SRG မှာအခုလောလောဆယ်ကျွန်တော်တို့ဘာမှ package မရှိသေးဘူးဆိုတော့ကျွန်တော်ရင် package တစ်ခုတိစောက်ပါမယ် new package name က com.soft.amh ဒါတော့ကိုကြိုက်တဲ့နာမည်ပေးပါဒါကျွန်တော်ပေးနေကြနာမည်မို့လို့ကျွန်တော်ကဒီ package name ပေးထားဖြစ်ပါတယ်အဲ့တော့ဒီ amh ရဲ့အောက်ထဲကိုကျွန်တော်ဒီ main ကျွန်တော်ထည့်သွင်းလိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ရဲ့ main class ကကျွန်တော်ဒီ com.soft.amh ရဲ့အောက်ကိုရောက်သွားဖြစ်ပါတယ် okay ဒါလည်းခုနကမူလာတိုင်းပဲအလုပ်ကောင်းကောင်းလုပ်နေပါသေးတယ်အဲ့တော့ကျွန်တော်ဒီမှာနောက်ထပ် package တစ်ခုကျွန်တော်ဖန်တီးပါမယ်ကျွန်တော် window ဆိုပြီးဖန်တီးပါမယ်window လို့ကျွန်တော်မှာဖန်တီးခြင်းပြဒီမှာ game ရဲ့ screen တွေဖြစ်တဲ့အတွက်ကျွန်တော်ဒီ game component လို့ပဲ game windows လို့ပဲကျွန်တော်ပေးလိုက်ပါမယ်အဲ့တော့ဒီ game windows ထဲမှာကျွန်တော်ဘာ create လုပ်လဲဆိုတော့ပထမဆုံးကကျွန်တော်တို့က game frame ပေါ့နော် game frame ကျွန်တော်ဖန်တီးမယ်နောက်တစ်ခုကကျွန်တော် game panel ဆိုတော့ဖန်တီးမယ်နောက်တစ်ခုကကျွန်တော်တို့ game window ဒီမယ်အဲ့တော့ကျွန်တော်တို့မှာ game window game panel game frame class 3ခုရှိပါတယ် okay ကျွန်တော်ဒီ main ကနေမှာကျွန်တော်ဘာကိုခေါ်မလဲဆိုတော့လောလောဆယ်တော့မခေါ်သေးဘူးပေါ့ဒီ game window ထဲမှာကျွန်တော်တို့လိုအပ်တဲ့ dependency ကိုကျွန်တော်ဒီထဲမှာထည့်ပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့လုပ်ဖို့လိုတာက game panel ဆိုတော့ကျွန်တော်တို့ဒီမှာသုံးချသွားမှာ string ပေါ့နော်ဒီထဲမှာကျွန်တော်တို့က extend j panel အဲ့တော့ java x library java x ရဲ့ string library ပေါ့နော် string တွေကကျွန်တော် library တွေကအကောင်းကြီးကျွန်တော်သုံးအောင်ဖြစ်ပါတယ် j panel တွေ j frame တွေဒါတွေသုံးအောင်ဖြစ်ပါတယ်အဲ့တော့ဒီ j frame တွေ j panel တွေအကြောင်းအသေးစိတ်သိချင်တော့ကိုပေါ့တည်တံ့သွားလေ့လာရပါမယ်ကျွန်တော်ဒီမှာတော့အသေးစိတ်တော့မရှင်းပြတော့ပါဘူးဒါပေမဲ့ဒီ j panel တွေ j frame တွေဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ရေးသားပြအောင်ဖြစ်ပါတယ်အဲ့တော့ဒီ game frame ထဲမှာကျွန်တော်ဘာကို declare လုပ်လဲဆိုတော့ private ဆိုပြီးတော့ j frame အဲ့တော့ j frame ကလည်းကျွန်တော်တို့ java x.string library တွေဖြစ်ပါတယ်နောက်ပြီးရင်ကျွန်တော်ဒီမှာ default constructor တစ်ခုကျွန်တော်တိစောက်မယ် public
game frame အဲ့တော့ကျွန်တော်တို့ကဒီ game frame ခေါ်တဲ့အခါမှာကျွန်တော်တို့က panel တစ်ခုပေးရမယ်ဘာလို့ကျွန်တော်တို့ကဘယ်လိုရှိမလဲဆိုတော့ကျွန်တော်က Akia ကြတော့ game window ထဲမှာကျွန်တော်ဘာရှိမလဲဆိုတော့ game frame ရဲ့နောက်တစ်ခုကကျွန်တော်တို့က game panel ရှိတယ်ပေါ့နော်အဲ့တော့ဒီအောက်ထဲမှာကျွန်တော်တို့က game frame ထဲမှာကျွန်တော်ဘာပြန်ရှိမလဲဆိုတော့ game panel ရှိမယ် okay အဲ့တော့ game window ထဲမှာ game frame ရဲ့ game panel ရှိရမယ် game frame ထဲမှာကျတော့ကျွန်တော် game panel ကိုပြန်ထည့်ရမယ် okay အဲ့သဘောတရားကိုကျွန်တော်စီကြည့်အောင်ခုနကကျွန်တော်ပြော game frame က game panel ရှိရမယ်အဲ့တော့ game frame object ကိုကြီးညာပြီဆိုလို့ရှိရင်ကျွန်တော် game panel တစ်ခုပေးရအောင် game panel ဒီမှာကျွန်တော် game panel ကျွန်တော် game panel object ကတိစောက်ခဲ့ပြီဒီမှာအဲ့ဒါကိုကျွန်တော်တို့ကဒီ game frame တွေမှာသုံးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကဘာရင်လုပ်မလဲဆိုတော့ jframe is equal to new jframe ကျွန်တော်တို့ jframe ကိုအသုံးပြုဖို့အတွက်သူစာပြီးကျွန်တော်တို့က instantiate လုပ်ပေးရတယ် object ကိုတိစောက်ပေးရတယ်ပေါ့အဲ့တော့နောက်ပြီးတော့ကျွန်တော် jframe dot set title ကျွန်တော်တို့က Tetris clone ပေါ့နော် Tetris clone လို့ပဲကျွန်တော်ပြလိုက်ပါမယ် Tetris game ကျွန်တော်ကရေးထားမှာဖြစ်တဲ့အတွက်နောက်ပြီး jframe dot add ကျွန်တော်တို့က component တွေထည့်တယ်ဘာတွေထည့်မလဲဆိုတော့ကျွန်တော်ဒီ game panel ကိုကျွန်တော်ကထည့်တယ် game panel အဲ့တော့ဒီ jframe တွေကိုကျွန်တော် add ကိုကျွန်တော်တစ်ချက်ကြည့်မယ် component အဲ့တော့ component ထဲမှာကျွန်တော် game panel ဘာလို့ထည့်လို့ရလဲဆိုတော့ကျွန်တော်ဒီ game panel ကကျွန်တော် jpanel extend လုပ်ထားလို့ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ jpanel ကျွန်တော်ဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ကသူက error ပြနေတာဖြစ်တယ်ပေါ့နော်ဒီအောင်သူထည့်လို့မရအောင် game panel ဆိုတော့သူဘာမှမသိဒီထဲမှာကျွန်တော် component တွေပဲဝင်လို့ရတာအဲ့တော့ component ကဘာလဲချက်ကြည့်အောင် extend jpanel ကျွန်တော်တို့က extend အဲ့တော့ jpanel ကျွန်တော်တို့သွားကြည့်မယ် jpanel က extend component jcomponent အဲ့တော့ jcomponent သွားကြည့်မယ် jcomponent ကကျွန်တော်တို့က container ကိုကျွန်တော် extend လုပ်ထားတယ် class တစ်ခုဖြစ်တယ် abstract class တစ်ခုဖြစ်တယ် container ကိုကျွန်တော်တစ်ချက်သွားကြည့်မယ်တော့ဒီ container ကလည်း component ကို extend လုပ်ထားတယ်အဲ့တော့ component ကဘာလဲသွားကြည့်မယ် component ကတော့ဒီကောင်ကဘာလဲဆိုကျွန်တော်ပတ်ကြည့်မယ်တစ်ချက် A component is an object having a graphical representation that can be displayed on the screen that can interact with the user okay ဒါတော့ကျွန်တော် component ပေါ့နော် component root ဖြစ်ပါတယ်ဒီ panel တွေအကုန်လုံးရဲ့ root ဖြစ်ပါတယ်အဲ့တော့ဒါကကြတော့ OOB concept ဖြစ်သွားပြီကျွန်တော်တို့သားသမီးရာမိဘစီကနေပြီး inherit လုပ်ထားရဆိုလို့ရှိရင်သားသမီးရလည်းမိဘရဲ့ type ပဲဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင် public ရေးလို့ရတော့ class A class B A B ရေးပြရင်မရှင်းပါဘူးလို့ကျွန်တော် dog နဲ့ရေးပြမယ် animal အဲ့တော့ dog နဲ့ cat ကကျွန်တော် animal ရဲ့သားသမီးဖြစ်ဖို့အတွက်ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ extend animal ကိုကျွန်တော် extend လုပ်ပါတယ် animal အဲ့တော့ကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာခွေးနဲ့ကြောင်တွေကကျွန်တော်တို့က animal ဆိုတဲ့ object ကိုကျွန်တော် extend လုပ်ထားတယ်အဲ့တော့ခွေးနဲ့ကြောင်ကကျွန်တော်တို့က animal type တွေဖြစ်သွားတယ်ဆိုတဲ့သဘောပေါ့နော်ကဲလို့မှကျွန်တော်တို့ကဒီ dog ဒီ animal ကိုကျွန်တော်ခေါ်သုံးကြည့်နေဆိုရင် dog is equal to new dog ဒါဆိုလဲရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့က animal ဘာတိရစ္ဆာန်ကျွန်တော်တို့ကခေါ်မှန်းမှန်းကျွန်တော်တို့မသိဘူး animal ကိုကျွန်တော်ကြည့်ပြလိုက်တယ် new dog ဒါဆိုလဲလက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ dog ဒီ animal class ကို extend လုပ်ထားတဲ့ animal ရဲ့သားသမီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့ parent type နဲ့ casting plan လို့ပြန်ပြောကြရတယ်ပေါ့နော်ဒါ OOB concept အဲ့တော့ဒါကတော့အရင် detail မရှင်းပြတော့နားမလည်ဆိုရင်တော့ကိုယ့်အကူဒီ OOB concept ကိုပြန်ပြီးတော့လေ့လာကြည့်ပါဒီလောက်ရှင်းပြရဆိုရင်တော့သဘောပေါက်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ game panel တွေကကျွန်တော် G panel extend လုပ်ထားတာဖြစ်တဲ့အတွက် game panel တွေလည်း G panel type ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီထဲမှာထည့်လို့ရတယ်ပေါ့နောက်ပြီးရင်ကျွန်တော် jframe.set back okay ဒါပါလောက်တာလေ .back back ဆိုတာကြတော့ကျွန်တော်တို့ကအခုကဘာလုပ်မှလဲဆိုတော့ဒီ jframe နဲ့ကိုကျွန်တော်တို့ကဘာကြီးလာထည့်မှာလဲဆိုတော့ G panel လာထည့်ပါဦးနော်
တော့ J-frame ရဲ့ဟို J-pan နဲ့ J-frame ဆိုတော့ကျွန်တော်တို့က4000 box ကြီးမြင်ကြည့်လိုက်ပေါ့အဲ့4000 box ဆိုကျွန်တော်တို့က pan နေနောက်ထပ်တစ်ခုပါထည့်တဲ့အချိန်မှာကျွန်တော် J-frame ရဲ့ site ကိုသူ့ရဲ့လာထည့်တဲ့သားသမီးရဲ့ site အတိုင်းပဲကျွန်တော်တို့ကလိုချင်တယ်ပေါ့နော်အဲ့လိုမျိုးခါရမှာဒီ pack ကိုအသုံးပြုတယ်အဲ့တော့ဒီ pack ကိုသိချင်တယ်ဆိုရင်ဒီမှာဒီသူ့ documentation ရေးပေးထားတယ်ဒါကိုသိသိဖတ်ကြည့်ပါကျွန်တော်ဆက်တော့ပါမယ် J-frame dot နောက်ပြီးရင်ကျွန်တော်တို့က title လေးသတ်မှတ်ပြီးပါပြီကျွန်တော်တို့က game panel လေးသတ်မှတ်ပြီးပါပြီ pack ကျွန်တော် size ကိုလည်းကျွန်တော်သတ်မှတ်ပြီးသွားပြီကျွန်တော်ပေးတဲ့သားသမီးရဲ့ site တိုင်းအောင်ပဲကျွန်တော် J-frame သုံးမယ်လို့ပြောခဲ့ပြီနောက်ပြီးရင်ကျွန်တော်တို့က set default close operation အဲ့တော့ဒါဘာပြောရလဲဆိုတော့ကျွန်တော်တို့ကဒီမှာဒီကောင်လဲ documentation ဖတ်ကြည့်လို့ရတယ်ကျွန်တော်တို့ကဒီ panel တစ်ခုပေါ်လာရဲဆိုလို့ရှိရင်ကျွန်တော်တို့က down button လေးရှိပိတ်တာတို့ချက် minimize လုပ်တာတို့နောက်ပြီးရင်ဒီ minimize လုပ်တာတို့နောက်ပြီးရင်ဒီမှာကျွန်တော်တို့ခြုံတာချက်တာပေါ့နော်ဒီလိုပုံစံလေးရှိရဲအဲ့ဒီဟာတွေကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတဲ့ဟာဒီမှာသတ်မှတ်ပေးရတာအဓိကတော့ဒီကောင်လေးကကျွန်တော်တို့ဒီမှာအနီအောင်လေးအမြောက် button လေးကိုနှိပ်လိုက်ဘာဖြစ်စေချင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီမှာသတ်မှတ်ပေးရမှာအဲ့တော့ဒီမှာကျွန်တော်ကြည့်ရင် do nothing on close hide on close နှိပ်လိုက်ကျွန်တော်တို့ hide လုပ်ပါ dispose လုပ်ပါ exit လုပ်ပါကျွန်တော်တို့ကကျတော့ဒီအောင်အမြောက်နှိပ်လိုက်ရင်သူချက်ချင်းပိတ်သွားစေချင်တာအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာ3လို့ပဲထားလိုက်မယ်3ကကျတော့တကယ်ကျတော့ဒီကျွန်တော်တို့ကဒီရဲကိုတွားကြည့်လို့ရှိရင်ဒီမှာကြည့်ကြည့် exit on close ရဲ့သူ့ရဲ့တကယ် value အမှန်3ပေါ့နော်အဲ့တော့3ထည့်လဲရတယ်ဒီ enum ကိုသုံးလဲရတယ်ဒီကောင်သုံးလဲရတယ်ဒီ type ကိုသုံးလဲရတယ်ဒီမှာဆိုသူချိန်ညာပေးထားပြီးသား file နဲ့ဒီကြား variable ကိုချိန်ညာပေးထားတယ်ဒီမှာ exit on close ဆိုတာရှိအဲ့ကောင်ကျွန်တော်ကောက်သုံးလိုက်လဲရတယ် exit on close ပေါ့နော် window constant တွေက exit on close ဆိုတဲ့ကောင်ကျွန်တော်ကောက်သုံးလိုက်လဲရတယ်ဒါပေမဲ့ကိုကနားလည်နေဆိုတိုက်ရိုက် value ထည့်ပေါ့ဒါတော့ကိုကြိုက်လို့သုံးပြရတယ်နောက်ပြီးရင် jframe.set location relative ဒါကြတော့ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ဒီ jframe ကိုစပြီးပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ဒီ screen တစ်ခုလုံးရဲ့ဘယ်နေရာမှာပေါ်စေခြင်းလဲဆိုတော့ကျွန်တော်ပြောတာပေါ့နော်ဟောတချို့ project တွေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ် screen ရဲ့ဘယ်နားမှာပေါ်ပေးဘယ် screen ရဲ့ဘေးမှာပေါ်ပေးပါအောက်မှာပေါ်ပေးပါအဲ့လိုမျိုး relative သတ်မှတ်လို့ရတယ်ဒီမှာတော့ကျွန်တော်တို့ကဘယ်နေရာမှာမှ relative မယူဘူးဒီမှာကျွန်တော်နားပဲထည့်ရတယ်ဒါဘာပြောရလဲဆိုတော့ကျွန်တော်တို့ကဘယ်ဟာနဲ့မှ relative မလုပ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့ jframe ကြီးကအလင်အောင်တက်မှာပေါ်လာလိမ့်မယ် okay နောက်တစ်ခုကကြတော့ကျွန်တော် set ကျွန်တော်ကဒီ jframe ကိုပြတာတော့ set visible true ဆိုလို့ရှိရင်ကျွန်တော်ရဲ့ jframe ကဒီစပြီးတော့ screen မှာစပြီးမြင်ရမှာဖြစ်တယ်အဲ့တော့ဒါကျွန်တော် jframe နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်ပြီးသွားပြီပေါ့နော် okay ကျွန်တော် jframe ပြီးပြီဆိုတော့ကျွန်တော် G-panel ဘက်ကိုကျွန်တော်ပြန်သွားကြတယ်game panel ပေါ့အဲ့တော့ game panel မှာလည်းကျွန်တော် construct ဆောက်မယ် public game panel okay ကျွန်တော်တို့ဒီမှာသိထားရမှာကျွန်တော်တို့ game panel ဒီ J-panel ရဲ့သားသမီးတွေအတွက် J-panel type ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဒီမှာစပြီးတော့ကျွန်တော် J-panel ထဲမှာရှိတဲ့ method တွေကျွန်တော်ခေါ်ပြီးသုံးဆွဲလို့ရပြီအဲ့တော့ကျွန်တော်ပထမဆုံးကျွန်တော်မှာသုံးလဲဆိုတော့ set size ပေါ့နော် set size ကကြောင့်ကျွန်တော်ဒီ J-panel ရဲ့ size ကိုကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီမှာသွားပြီးတော့ new package ဆိုပြီးတော့ constant ဆိုရဲ CONS DAN ဒီ constant ဆိုရဲ package တစ်ခုဖန်တီးမယ်အဲဒီ package ရဲ့အောက်မှာကျွန်တော်တို့က game constant ဆိုရဲ class ကိုကျွန်တော်ဖန်တီးပါမယ်အဲဒီထဲမှာကျွန်တော်တို့က public static file နဲ့ game screen size ကိုကျွန်တော်ကြည့်ရမယ် screen height ပေါ့ file နဲ့ကျွန်တော် variable ကြည့်ထားမယ်ပါလဲ integer type ဆို integer type အဲကောင်ကျွန်တော်ကဒီ screen height ကကျွန်တော်900လို့ပေးလိုက်တယ် integer game screen width ကကြောင့်ကျွန်တော်300လို့ပေးလိုက်ဒါတွေကအချိန်တိုင်းကျွန်တော်ပြောင်းရင်ပြောင်းမယ်မပြောင်းရင်မပြောင်းဘူးဒါလောလောဆယ် constant variable နဲ့ပို့ကြည့်နေတာဒါကျွန်တော် item လောလောဆယ်သုံးကြည့်မယ် set ဒီ site ကိုပေးရချိန်မှာကျွန်တော်ဗာပေးရမယ်ဆိုတော့ new ခုနကကျွန်တော်ကြည့်လိုက်တယ်နောက်ဆိုဗာပေးရမယ်ဒီတော့ဖတ်ကြည့် set site ဆိုလို့ရှိရင်ကျွန်တော်တို့ကချက်ပြန်ကြည့်မယ် set site ဒီမှာကျွန်တော် dimension ဆိုဒီ dimension ဆိုတာတစ်ခုပေး dimension object ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော် dimension object dimension မှာဆိုတော့ new dimension ပေါ့
ဒီ dimension ထဲမှာဆိုကျွန်တော်ဘာတွေပေးလို့ရကျွန်တော်တစ်ချက်ထောက်ပြီးဖတ်ကြည့်မယ် okay အဲ့ဒီမှာ this 00လည်းပါတယ်တော့ dimension 00ဆိုတာ this ရဲ့00ဆိုတာဒီ object ဆိုတော့ width နဲ့ height နဲ့ okay အဲ့တော့ကျွန်တော်ရှေ့ကလာတဲ့ကောင်က width ဖြစ်ပြီးတော့နောက်ကလာတဲ့ height ဖြစ်မှာပေါ့နော် width height အဲ့တော့နောက်ပြန်သွားမယ် okay အဲ့တော့ width နဲ့ height မှာကျွန်တော်ခုနကကြေညာခဲ့တယ်ဒီမှာကျွန်တော်တို့game constant တွေမှာ game screen width နဲ့ game screen height ဒီဟာလေးကျွန်တော်ကူပါမယ်ဒီမှာကျွန်တော်တို့ game screen width နဲ့ game screen height ကိုကြည့်တာအဲ့တော့ကျွန်တော်တို့ကဒီကောင်လေး import လုပ်ပြီးလို့ရတယ်ကျွန်တော်ကဒီကောင်ကဒီ statically ကြေညာခဲ့တာအဲ့တော့ static ဆိုပြီးတော့ဒီ game constant တွေက all အားလုံးကျွန်တော်သုံးမယ်လို့ပြောလိုက်တယ်အဲ့တော့ဒီကောင်လေးကျွန်တော်အဲ့ဒါပြောက်သွားလိမ့်မယ် game screen width နဲ့ game screen CREN screen height okay ဒါဆိုကျွန်တော်တို့က game panel size ကိုလည်းကျွန်တော်ကြီးညာခဲ့ပြီနောက်တစ်ခုကကျွန်တော်ဒီ game window ထဲမှာခုနကတော့ကျွန်တော်ကြီးညာခဲ့တဲ့အားကိုပြန်ပြီးသုံးပြမယ်ဒီမှာ private composition ပေါ့ဒါကြတော့ composition ဖြစ်သွားပြီ private game frame private game panel public game window game window ထဲမှာကျွန်တော်တို့ခုနကတော့ပထမဆုံး game panel ကိုတည်ဆောက်မယ် new game panel game frame script new game frame okay game frame တည်ဆောက်ရင်ကျွန်တော်တို့ဗာပေးရမယ်ဆို game panel ပေးရမယ်ကျွန်တော်ဒီတည်ဆောက်လာတဲ့ game panel ကျွန်တော်ထည့်ပေးလိုက်ရင်ပြီးသွားပြီအဲ့တော့ okay ကျွန်တော်ဒီ game window ကိုခေါ်တာနဲ့ game panel object တည်ဆောက်မယ်နောက်ပြီး game frame object တည်ဆောက် game frame object တည်ဆောက်တဲ့အချိန်မှာကျွန်တော်တို့ prepare လုပ်ပြီးသား game panel ကိုကျွန်တော် pass လုပ်ပြီးလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့က game frame ကို object ဖန်တီးရတယ်ကျွန်တော် JFrame တစ်ခုယူပါမယ်နောက်ပြီးနာမည်ဒီ title သတ်မှတ်မယ်ပြီးရင် game panel ထည့်မယ်နောက်ပြီးကျွန်တော်တို့ဘယ်လိုသုံးပြုစီချင်တော့ကြီးညာမယ်သူ့လိုအပ်တဲ့ information တွေကျွန်တော်ဖြည့်ဆည်းမယ်ပြီးရင်ဒီ JFrame လေးကိုပြပေးလိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့ screen တစ်ခုနေရပြီအဲကျွန်တော်ကဒီ main class တွေကနေကျွန်တော်ခေါ်ပြီးတော့သုံးကြည့်ဘာကိုခေါ်သုံးရအောင်လဲဆိုတော့ကျွန်တော်က new game window ကိုခေါ်လိုက်အောင်မယ်ဘာလဲဆိုတော့ new game window လို့ခေါ်တာ ਨੇ ကျွန်တော်တို့ constructor ထားပြီးတော့လုပ်လို့ပါ constructor လုပ်ရင်ခုနကတော့ကျွန်တော်ပြောတဲ့အစင်လိုက်တိုင်းဆက်ပြီးတော့လုပ်လို့ပါတယ်။အဲ့တော့ကျွန်တော်တစ်ချက် run ကြည့်အောင်။ Okay ဒီမှာဆိုရင်ကျွန်တော် Tetris clone ဆိုရဲဒီ window လေးကိုရပြီပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီမှာတစ်ချက်ရှိတယ်။ game panel ကိုကျွန်တော်ခုနကတော့ကြီးညာခဲ့တာက size ကgame constant 900နဲ့300ကိုကြီးညာခဲ့ဒါပေမဲ့ကျွန်တော်တို့ပေါ်လာတဲ့အချိန်မှာ size ကကျွန်တော်တို့လိုချင်တဲ့ size ဖြစ်မနေဘူးပေါ့အဲ့ဒါဘာကြောင့်မှားသွားလဲကျွန်တော်တစ်ချက်ကြည့်မယ် set size မဟုတ်ဘူး set ဒီ prefer size ဒီ prefer size ကိုကျွန်တော်ကြီးညာတော့မှာဒီ UI ကျွန်တော်တို့ဒီ effect ဖြစ်မှာပေါ့နော် okay ကျွန်တော်ပြန် run ကြည့်မယ် okay ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ခုနကတော့ screen 300 width 500 height ပေါ့နော်ရှာပြီဒါပေမဲ့ကျွန်တော်ကဘာဖြစ်စေချင်လဲဆိုဒီကောင်အဲ့လိုမျိုးချုံမှုချဲ့လို့ရအောင်မဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်တို့ကဒီ maximize လုပ်လို့မရအောင်ကျွန်တော်တွားပြပြင်မယ် keyframe set precise လို့ precise လုပ်လို့မရအောင်ကျွန်တော်တို့ font ဆိုပြီးထားတယ်ဒါဆိုရင်ကျွန်တော်တို့ screen ကို resize လုပ်လို့မရတော့ okay ဒီချိန်မှာကျွန်တော်တို့ဒီ resize လုပ်တဲ့ button လေးอ่ะကျွန်တော်တို့ disable ဖြစ်သွားပြီ okay ကျွန်တော်တို့ဒီကောင် resize လုံးဝလုပ်လို့မရဘူးဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ game window game panel game frame ကိုစပြီးတော့ဖန်တီးခဲ့ပြီးပါပြီအဲ့တော့နောက်တစ်ဆင့်ညရင်ကျွန်တော်တို့လိုအပ်တဲ့ game code ကိုဆက်ပြီးတော့ရေးသားသွားပါမယ်